ညံ့ညံ့တတ်လဲလှုပ်ပါတူမကြီးဟာနင်းຫນွေຫນွေဆိုင်အတွက်ဝယ်ထားတဲ့ပစ္စည်းအကျွေးတွေကိုဦးလေးကရှင်းပေးရမယ်မတရားဘူးနဲ့တူတယ် နင်းတွေကမတရားကဘာမှမလုပ်ပါဘူးလေအခုဟာကလည်းပစ္စည်းတွေကိုနှင်းနဲ့ဆိုင်ကိုအမိခံပြီးတော့ဦးလေးယူတာလို့ဦးလေးကိုရှင်းခိုင်းနေရတာဒါတွေကနတီအိမ်ဆောက်ပစ္စည်းရောင်းဆိုင်မှာဦးလေးငွေလက်ငင်းယူပြီးတော့ပစ္စည်းတွေရောင်းခဲ့တဲ့စင်းနေအဖေရရ ဦးလေးရောင်းခဲ့တဲ့ပစ္စည်းကရွှေတူရွှေစားရမှာမဟုတ်တာ ယခုပြသနေသောအစီအစဉ်ကိုပြုံးပလေးတွေနဲ့ပြန်လည်ကြည့်ရှုနိုင်ပါသည်